ကဲဒါဆိုတို့စိတ်လိုက်ရအောင်နော်စာမျက်နှာ55မှာယောက်ျားတို့အတွေ့တဲ့ခုနကရထွန်းပြောတဲ့နစ်နာစရာတွေနော်နစ်နာစရာလေးနော်အမျိုးသမီး20နော်ကာမသမီးစာသားကထိုက်တဲ့အမျိုးသမီး20ရှိတယ်ယောက်ျားတွေခြောင်စရာနော်ဒါနော်ယောက်ျားတွေအတွက်ခြောင်စရာဆောင်းစရာပေါ့နော်နံပါတ်1ကမာတုရခိတာပါဠိလိုမြန်မာလိုပြောရင်မိခင်စောက်ချောက်အပ်သောအမျိုးသမီးတဲ့နော်အမေကစောက်ချောက်ထားတဲ့အမျိုးသမီးကိုမာတုရခိတာလို့ခေါ်တယ်အဖကတည်၍ဖြစ်စေကွဲကွာနေ၍ဖြစ်စေအမေကအကြီးပဲစောင့်ရှောက်အပ်သူလို့ခေါ်တယ်နော်မိဆုံးဖဆုံးမဟုတ်ဘူးနော်အဖေကအရတဘာမှာအလုပ်သွားလုပ်နေတာဖြစ်ဖြစ်တည်သွားတာဖြစ်ဖြစ်ကွဲနေတာဖြစ်ဖြစ်အိမ်မှာအဖေမရှိဘူးအမေပဲရှိတယ်ဆိုရင်အမေရဲ့အုပ်ချုပ်မှုအောက်မှာနေရတဲ့သမီးအဲ့ဒါကိုမာတုရခိတလို့ခေါ်တယ်အဲ့ဒါဒီစောင့်ရှောက်သူရှိတဲ့အတွက်ကြောင့်အဲ့လိုအမေစောင့်ရှောက်မှုအောက်မှာရှိတဲ့အမျိုးသမီးနဲ့တွားပြီးတော့ဖောက်ပြန်လို့မရအောင်ဟုတ်ပြီနော်အမေသဘောမတူရင်ဘာမလုပ်မရအောင်နော်ကာယကံရှင်ဖြစ်တဲ့အမျိုးသမီးလေးကသဘောတူနေပါစေအောင်အမျိုးသမီးအမေသဘောမတူရင်မရအောင်နော်အုတ်ထင်းသူအမေရှိတယ်နံပါတ်2ကပိတုရခိတလို့ခေါ်တယ်နော်အဖကစောင့်ရှောက်အပ်သောအမျိုးသမီးကိုပိတုရခိတလို့ခေါ်တယ်အမိတရွေးဖြစ်စေကွဲကွာနေရွေးဖြစ်စေအဖကြီးစောင့်ရှောက်အပ်သောသူဖြစ်တယ်နော်ခုနလိုအမေကမရှိတော့ဘူးအဖေနဲ့ပဲနေရတယ်ဆိုရင်အဖေစောင့်ရှောက်ထားတဲ့အမျိုးသမီးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါကာမင်းသမီးစာစာကံထိုင်အမျိုးသမီးတော့ကမထိုင်ဘူးနော်ဒီအမျိုးသမီးတော့ကတော့သူ့အဖေကအုပ်ချုပ်နေတယ်ဆိုမှလည်းသူ့ရဲ့ကာမကိုသူ့အဖေမပိုင်ဘူးနော်အဲကြောင့်မပြောင်းမပြတ်အောင်စိတ်ထင်းထင်းရှားရှားပေးတာပဲရှိတာပိုင်ဆိုင်မပိုင်ဘူးသူကပဲပိုင်တာအဲကြောင့်သူ့ကာမကိုသူပေးလို့ရတယ်အဲ့တော့ကောင်းလေးဖက်ကပဲထိုင်ပါကြောင့်ရဲတွင်းပြောတာနင့်နာစရာရှိတယ်နင့်နာစရာရှိတာနော်နံပါတ်3ကတော့မာတာပိတုရခိတမိဘနှစ်ပါးလုံးစောင့်ရှောက်အပ်သောအမျိုးသမီးကိုမာတာပိတုရခိတလို့ခေါ်တယ်အမေလည်းရှိတယ်အဖေလည်းရှိတယ်မိဆုံးဖဆုံးနဲ့နေရတဲ့အမျိုးသမီးပေါ့နော်နံပါတ်4ကတော့ဘဂိနိရခိတလို့ခေါ်တယ်မိဘနှစ်ပါးလုံးမရှိရဖြစ်စေရှိတော်လဲမစောင့်ရှောက်နိုင်ရဖြစ်စေအမညီမတို့ကစောင့်ရှောက်အပ်သောအမျိုးသမီးကိုဘဂိနိရခိတလို့ခေါ်တယ်နော်အမေနဲ့အဖေကလုံးဝမရှိတော့ဘူးဒါပေမဲ့ရှိတော့ရှိတယ်အမေဖေကတခြားမှာရောက်နေတယ်ရဝေးမှာရောက်နေတယ်နော်ဒါမှမဟုတ်လဲအမေဖေအိမ်မှာရှိပေမဲ့အမေဖေကဘာမှမစောင့်ရှောက်နိုင်အောင်ကြက်မာရင်ရှုတယ်လို့ပေါ့နော်အမေရောဖေရောအိုလွားလို့မစောင့်ရှောက်နိုင်တော့ဘူးအဲ့တော့အမတွေကညီမတွေကစောင့်ရှောက်ပေးထားတဲ့အမျိုးသမီးကိုလည်းဒါဘဂိနိရခိတခေါ်တယ်အဲ့ဒါမျိုးလဲဒါတော့ပြမလို့ရှင်ကာမိသမီးစာစာကံထိုက်တာပေါ့နော်နံပါတ်5ကတော့ဘာတုရခိတခေါ်တယ်နော်မောင်ကြီးမောင်ငယ်အကိုကြီးကိုငယ်တို့ကစောင့်ရှောက်ထားတဲ့အမျိုးသမီးနော်ကိုယ့်ရဲ့အကိုတွေစောင့်ရှောက်ထားတာနံပါတ်6ကတော့ညာတိရခိတမိဘတို့မောင်တို့အမတို့ညီမရင်းတို့ကမရှိတဲ့အတွက်ကြောင့်မရှိတော့လည်းပဲမစောင့်ရှောက်နိုင်သည်ဖြစ်ပြီပေါ့နော်ရှိတော့ရှိတယ်မစောင့်ရှောက်နိုင်ဘူးကိုယ်လုံးနဲ့ကိုယ်ရှောက်နေကြတာအဲ့လိုဆိုရင်ကြည့်တဲ့အတော်တို့ဦးလေးတို့ကနော်ဝမ်းကွဲနော်ဝမ်းကွဲညီကိုမောင်နှမတွေကစောင့်ရှောက်ထားတဲ့အမျိုးသမီးဆိုရင်ဒါညာတိရခိတလို့ခေါ်တယ်အဲ့ဒါဆိုရင်လည်းဦးဇင်းတို့ပတ်ပြီးတော့ပြမလို့ရှိရင်ကာမေသမီးစာစာကံထိုက်တယ်ပေါ့နံပါတ်9ကတော့ဂုတ္တရခိတခေါ်တယ်မျိုးနွယ်တူလူတို့ကစောင့်ရှောက်အပ်သောမျိုးသမီးကိုဂုတ္တရခိတဥပမာတဲ့ရှမ်းပြည်ကရှမ်းမလေးတယောက်ကတဲ့မန္တလေးရောက်လာလေရှမ်းလူမျိုးကစောင့်ရှောက်ထားရတာဂုတ္တရခိတလို့ခေါ်ရတာပဲတချို့အလုပ်လုပ်ဖို့လာနေရနေနော်အဲ့တော့သူ့ရဲ့ညီကောင်မောင်နှမတွေကဒီမှာမရှိဘူးရန်ကုန်မှာမရှိဘူးမန္တလေးမရှိဘူးနေမှာပဲရှိတယ်အဲ့ဒါရင်အမျိုးတူကနေစောင့်ရှောက်ပေးထားတာပေါ့နော်ခုကရင်ဆိုရင်ကရင်လူမျိုးတွေကနေဝိုင်းစောင့်ရှောက်ပေးထားတယ်ဒါသူ့ရဲ့မျိုးနွယ်စုတစ်ခုကနေစောင့်ရှောက်ပေးထားတယ်ဆိုလို့ရှိရင်လည်းဒါဂုတ္တရခိတပဲညီကောင်မောင်နှမတွေတော့ဒီနားမှာတော့ဘာမှမရှိဘူးလေအဝေးမှာရောက်နေကြတယ်ဒါပေမဲ့အမျိုးနွယ်တူတဲ့ပုံကိုယ်တွေကစောင့်ရှောက်ပေးထားတာပေါ့နော်ဒါမျိုးနောက်နံပါတ်7ကဓမ္မရခိတလို့ခေါ်တယ်အတူတကွတရားကျင့်ဖက်ဖြစ်သူတို့ကစောင့်ရှောက်အပ်သောအမျိုးသမီးကိုဓမ္မရခိတလို့ခေါ်တယ်ယခုကာလမိဘစသည်တို့နှင့်ခွဲရည်သီလရှင်ယတိမစသည်ပြုလုပ်နေသူများသည်ဓမ္မရခိတပင်ဖြစ်သည်တဲ့နော်အဲ့တော့သီလရှင်ကိုသွားပြီးတော့ပြမလို့ရှင်လည်းဒါကမင်းတို့ဆိုင်ကထိုက်ပါပဲနော်ခုနကတကားလေးမေးတာကသီလရှင်လူထွက်သွားမှဖြစ်တာဟုတ်လားလူမထွက်ဘူးဆိုလို့ရှင်တော့သီလရှင်ဝင်နေသွားပြမရင်ဒါသူ့မှာစောင့်ရှောက်တဲ့သူ့သတင်းသုံးဖို့ပေါ့နော်တခြားဆရာကြီးဆရာလေးတွေရှိတယ်လေအဲ့တော့သွားပြမလို့ရှင်ဒါကမင်းတို့ဆိုင်ကထိုက်ပါပဲဟုတ်ပြီနော်အဲ့ကြောင့်သီလရှင်ဝင်နေသွားပြီးတော့မပြမလို့မရအောင်အမျိုးသားအနေနဲ့ဟုတ်လားအဲ့တော့သူကသီလရှင်ကသူ့အမျိုးသားကိုချစ်ကြိုက်လို့လူထွက်လာတယ်ဆိုရင်တော့ဒါတက္ကနာလေသူ့ဆောင်းကြောက်တဲ့ဟိုသီလရှင်တွေဆရာလေးတွေမဆိုင်တော့ဘူးပေါ့နော်သီလရှင်ဝတ်နဲ့ရှိနေတယ်ဆိုရင်တော့သူ့ရဲ့အကြောင်းကဆရာကြီးဆရာလေးတွေကသူ့ကိုဆောင်းကြောက်ပေးတာပေါ့နော်အဲ့တော့ဒီမှာ6ယောက်ပေါ့နော်အားလုံးပေါင်း6ယောက်ရှိတယ်ဒါဒီ6ယောက်ဒီအမျိုးသမီး6ယောက်ကအပြိုတွေပေါ့နော်သူတို့ကိုအုပ်ထိန်းတဲ့အမေအဖေညီကိုမောင်နှမဆွေမျိုးအမျိုးအနွယ်တရင်သုံးပေါ်တငယ်ချင်းတွေပေါ့နော်ရှိတယ်ဒါပေမဲ့သူတို့ကာမကိုသူတို့ပိုင်တဲ့ကြောင့်ဒီအမျိုးသမီးတွေနဲ့ကသူ့ကာမကိုဘယ်ယောက်ျားကိုမဆိုသူပေးခွင့်ရှိတယ်ဘယ်ယောက်ျားကိုမဆိုပေမဲ့လည်းအိမ်ထောင်ရှင်မျိုးသားတော့ပေးလို့မရဘူးပေါ့နော်အိမ်ထောင်ရှင်မျိုးသားကြတော့အဲ့ဒီမျိုးသားမှာကာမပိုင်မျိုးသမီးရှိတယ်လေအဲ့တော့သူ့အနေနဲ့လူပြိုလူလွတ်ဖြစ်တဲ့ဘယ်မျိုးသားကိုမဆိုပေးခွင့်ရှိတယ်လို့ပြောတာ
ဒါပေမဲ့ယောက်ျားအနေနဲ့ကျတော့လကားပေးတိုင်းလည်းသွားမသုံးဆောင်နိုင်နဲ့နော်ကာမတုမိစ္ဆာသရကံထိုက်မယ်တေချာစစ်စစ်တင်တယ်ဟုတ်လားလကားရတိုင်းသွားမလုံနဲ့နော်လကားရတိုင်းသွားမလုံနဲ့နော်အရှောင်ကာမတုမိစ္ဆာသရကံထိုက်မှာဤချစ်ရောက်သောမိန်းမတို့သည်တဲ့ခုနကအမေအဖေမိဘနှစ်ဦးလုံးညီကောင်မောင်နှမဆွေမျိုးနောက်ဗာလဲမျိုးနွယ်တူဆောင်းချောက်တာနောက်သတင်းသုံးပေါ်ဆောင်းချောက်တာနော်ဒီရှစ်ယောက်ကတဲ့ကာမပိုင်ယောက်ျားမရှိသေးသောအပြိုမျိုးသမီးများဖြစ်သည်နော်ဒါသူတို့စစ်စထားတာလည်းမရှိဘူးလက်ထပ်ထားတာလည်းမရှိဘူးဒါနော်မိမိတို့ကာမအတွေ့ကိုနော်ဒါခုနဦးသိပြောတာမိမဘက်ကဥတီပြောတာလေဒါသူ့ရဲ့အတွေ့အထိဖွတ်တတ်ပါရုံကိုမိမိသဘောရှိပေးနိုင်ကြပါသည်တဲ့နော်သူ့ပစ္စည်းကိုသူကသူပေးချင်တယ်သူပေးတာလေမိဘစသည်တို့ကစောင့်ချောက်ပါသည်ဟုဆိုတော့လေသူတို့ဘာတို့မစော်ကားနိုင်ယုံတာစောင့်ချောက်ခြင်းဖြစ်ပါသည်နော်ကာမကိုမိဘတို့မပိုင်ကြတဲ့နော်တို့ဖြစ်၍ထိုအမျိုးသမီးများသည်မိမိ၏ကာမကိုသူတစ်ပါးအားပေးသည့်အတွက်ကာမေတုမိစ္ဆာစာရမဖြစ်အဲ့ဒါပြောတာနော်တို့တော့အချက်တကွဲအကျိုးနဲ့ဖြစ်ရခြင်းဟူသောအဖြစ်ကကာမေတုမိစ္ဆာစာရတဲ့ကြောက်ဖွယ်ကောင်းယုံတာမကဒါပဲနော်ရထွင်ကံမထိုင်ဘူးဆိုရင်တော့မလုပ်ရဘူးဒါအမျိုးသမီးဘက်ကခုနရထွင်ပြောတာနော်ယောက်ျားတဲ့ဘက်ကနစ်နာတယ်သူတို့ဘက်ကတကယ်နစ်နာတာတကယ်တော့သိလားတကယ်လောကမှာတကယ်နစ်နာစရာချင်းယောက်ျားဘက်ကမနစ်နာဘူးရထွင်သိလားနော်သူတို့ပုံနစ်နာတယ်နော်ဟုတ်တယ်လားအဲ့တော့အချက်တကွဲအကျိုးနဲ့ဖြစ်ရခြင်းဟူသောအဖြစ်ကတဲ့ကာမေတုမိစ္ဆာစာရတဲ့ကြောက်ဖွယ်ကောင်းတာမှာကကျူးလွန်မိသည့်အတွက်ပူပန်သောကဖြင့်အပေတို့သွားရမည်မှာအလွန်ဖြောက်သောလမ်းကြီးပါပဲဒီဒါရထွန်းတက်လားနော်ကံမထိုက်ပေမဲ့အဲ့ဒီအတွက်သူ့မှာအချက်တကွဲအကျိုးနဲ့ဖြစ်မယ်နောက်သားတွေရမယ်အဲ့ဒါဒီတနှုံတွေးပြီးတော့သေသွားမယ်ဆိုအပေကြမှာပဲနော်အဲ့ဒါမျိုးရှိတယ်အဲ့ကြောင့်ကံမထိုက်ဘူးဆိုရင်လည်းသွားလို့မရအောင်အပြစ်တရားရှိတယ်အကုသိုလ်အပြစ်တွေကနော်အဲ့တော့နံပါတ်9အမျိုးသမီးကတာပရိဒန္တလို့ခေါ်တယ်ပြစ်ချင်းမင်းစသောအာနာပိုင်တို့ကမိမိကိုယ်တိုင်သိမ့်ပိုက်မည်ဖြစ်၍သွာလာသူတို့အားဒဏ်တက်ထားလေသည်တဲ့ထို့သောအမျိုးသမီးကိုတာပရိဒန္တကိုခေါ်သည်တဲ့ဒါသူတို့ကဆိုတာကြိုတင်စည်ရင်ပေးထားတဲ့သဘောပဲနော်ဥထားတာပေါ့နော်အချိန်တိုင်းဒါသူယူမယ်ဆိုတဲ့သဘောပေါ့ဥထားတဲ့သဘောပဲအဲ့တော့ဒီလိုမျိုးသမီးကိုမသွားရဘူးသွားလာလို့ချင်းအပြစ်ရှိစေဆိုပြီးတော့ဘယင်ကနေတန်ချတာတယ်ဒါသူပိုင်နေပေါ့လေနော်အဲ့ဆိုတော့ဒါပိုင်ဆိုင်သူရှိသွားပြီပေါ့နော်ဒါအဲ့လိုမျိုးနောက်တာရက်ခဆိုတာကတော့ဝမ်းတွင်း၌တည်နေတုန်းကပင်ဖွားမြင်လည်းရင်မရားပြုရန်တောင်းရန်တတ်မှတ်ထားသောအမျိုးသမီးတဲ့နော်ဒါမွေးတော့မမွေးသေးဘူးနော်မွေးလာလို့ချင်းယူမယ်ဆိုပြီးတော့ဒီဥလာစရင်ပေးတာယခုခေတ်လက်မထက်ရသေးတော့လဲပြောဆိုကြောင်းလန်းပြီးတော့အမျိုးသမီးများသည်တာရက်ခနိုင်ပါဝင်ကြသည်ဆိုတာစစ်ဆက်ထားတာပေါ့နော်စစ်ဆက်ကြောင်းလန်းထားတဲ့အမျိုးသမီးတွေဟာတာရက်ခဒါသူပိုင်ချင်းရှိသွားပြီအဲ့တော့ဒီနံပါတ်9အမျိုးသမီးနဲ့နံပါတ်10အမျိုးသမီးကလက်မထက်ရသေးဘူးလက်မထက်ရသေးပေမဲ့သူတို့ကိုပိုင်ဆိုင်တဲ့သူကရှိနေပါပြီနော်စစ်ဆက်ထားတာဆိုတော့လေအဲ့လို့ဆိုရင်တော့သူဒီစစ်ဆက်ထားတဲ့သူမှတပါးတခြားသူနဲ့ပြောပါခွင့်မရှိတော့ဘူးသူ့ကိုပိုင်တဲ့သူကရှိနေပြီလေနော်အဲ့လိုမျိုးမှတ်ချက်တဲ့နံပါတ်9နဲ့နံပါတ်10မျိုးသမီးတို့သည်အလွတ်အလက်မဟုတ်ကြပေမလွတ်လပ်တော့ဘူးနော်မိမိတို့ကာမကိုပိုင်ဆိုင်သောပိုင်ရှင်များရှိကြလေပြီတဲ့နော်သူဖြစ်၍တပါးသောယောက်ျားတို့အားကာမကိုပေးလျင်နော်သူကာမကိုဘယ်သူမှပေးလို့မရတော့ဘူးနော်ပေးရင်ပိုင်ရှင်ယောက်ျား၏ဥစ္စာကိုခိုးပေးရာကြာသောကြောင့်ထိုမျိုးသမီး2ဦးကကာမေတုမိစ္ဆာစာရသင်ရလေသည်တဲ့နော်အဲ့တော့ပိုင်ရှင်ရှိရင်သူကာမကိုပေးခွင့်မရှိဘူးသူမပိုင်တော့ပိုင်ရှင်သဘောတူမှရတော့မှာနော်အဲ့ဒါဒီကအပြိုမျိုးသမီးပေါ့10ဦးပေါ့နော်ဒါအိမ်ထောင်မကြသေးဘူး10ဦးကလုံးဝအပြိုစစ်တယ်နောက်2ဦးကတော့သူကလက်မထက်သေးပေမဲ့စစ်ဆက်ထားတာအဲ့တော့နောက်2ဦးဒီကာမပိုင်ရှိသွားပြီအိမ်ထောင်မပြုတ်သေးဘဲနဲ့ကာမပိုင်ရှိတဲ့အမျိုးသမီး2ဦးဒါကတော့ဟိုယောက်ျားဘက်ကလည်းတက်မယ်အမျိုးသမီးဘက်ကလည်းတက်မယ်2ဦးလုံးတက်မယ်ကိစ္စနော်ကာမေတုမိစ္ဆာဆိုတာနောက်17ပေါ့နော်17ကြတော့ဥစဉ်17ကနေပြီး20ထိရကြတော့ဒါဇနီးမယားဖြစ်သွားပြီမယား10မျိုးလို့ခေါ်တယ်မယား10မျိုးနော်မယား10မျိုးမယား10မျိုးရှိတယ်ဟိုမြန်မာထုံးတဲ့စင်လာဆိုတာဒီမယား10မျိုးကနေယူထားပုံရတယ်တဲ့နော်ပါဠိဘုရားဟောတဲ့ရယူမယ်ဆိုဘာဖြစ်လို့လဲဆိုတော့မြန်မာဒလိတော်တော်များဗုဒ္ဓဘာသာထဲကနေယူထားတာများတယ်အဲ့တော့နံပါတ်1မယားကဘယ်လိုလဲဆိုတော့ဥစ္စာဖြင့်ဝယ်ယူအပ်သောမယားတဲ့ခုနတင်တောင်းတာဆိုအဲ့ဒါပဲနော်ပတ်စံပေးပြီးတော့တင်တောင်းပြီးတော့ဝယ်လိုက်တာပဲနနက်ဂီတာဥပမာတဲ့ဆရာတော်ရဒီမှာဥပမာပေးထားတာကအိန္ဒိယမှာသင်္ဘောခပေးစရာမရှိပဲနော်မြန်မာနိုင်ငံတို့လိုက်လာပြီးနောက်တဲ့မြန်မာနိုင်ငံရောက်ကဆိုင်ရာမှလေလံပစ်တီကိုဝယ်ယူအပ်တော့မရမျိုးဖြစ်သည်တဲ့ပတ်စံပေးဝယ်လိုက်တာမရအဲ့တော့ပတ်စံပေးဝယ်ထားတဲ့မရမျိုးပေါ့နော်ဒါနောက်နံပါတ်7ကတော့စန္ဒဝါတိနေမရအဖြစ်သဘောတူသဖြင့်နော်သူ့အိမ်၌တွား၍နေထိုင်သောမရကိုစန္ဒဝါတိနေကိုခေါ်သည်ယခုကာလမိဘစသည်တို့ကသဘောမတူတော့လဲမိန်းကလေးကဆန္ဒတူသဖြင့်ထွက်ပြေးကြရ၌မိန်းကလေးကဆန္ဒဝါတိနီတဲ့မိမိဆန္ဒအတိုင်းလင့်အိမ်နေသောမယားအရာမြောက်သောကြောင့်ယောက်ျား၌မိစ္ဆာစာရအပြစ်မရှိမှတ်ပါဆိုနော်ဒါခုနကလို့မြမဒလေးရတာခိုးယူပြတဲ့ဥစ္စာတွေပဲနော်အကျဉ်းလည်းများမြောက်သွားတာပဲဆန္ဒဝါတိနီလို့ခေါ်တာကဏ္ဍဆယ်တော်ကြီးကဒါကြောင့်မထိုက်ဘူးလို့ပြောတာအဲ့ညောင်လုံးဆယ်တော်လို့ကြတော့သူကမိဘအုပ်ထိန်ခိုးပြေးမိမယ်မယားမမြောက်သေးဖြစ်သေးတယ်ဆိုကြတော့ပြောတာတော့ဘလို့မယားမမြောက်တာယူဆတယ်တော့မသိဘူးပေါ့နော်အဲ့တော့ဒီကဏ္ဍဆယ်တော်ကြီးကတော့ဒီဆန္ဒဝါတိနီကိုအထဲမှာထည့်ထားတယ်နော်
ခိုးယူပေါင်းတင်တဲ့ဥစ္စာနော်မိဘတွေသဘောမတူတော့လဲခိုးပြေးသွားပြီဆိုရင်ဒါအတူတူပေါင်းတင်လိုက်လို့ရှိရင်ဒါမရအရာမြောက်သွားပြီပါဠိလိုဆိုရင်ဆန္ဒဝါဒီနီမရပေါ့နော်မြန်မာလိုဆိုရင်ဆန္ဒသဘောတူမရလို့ခေါ်တယ်နော်နှစ်ဦးသဘောတူမရခေါ်တယ်မထိုက်တော့ပါဘူးနော်ဘောဂဝါဒီနီတဲ့အသုံးဆောင်ပစ္စည်းအတွက်မရအဖြစ်နေထိုင်သောအမျိုးသမီးကိုဘောဂဝါဒီနီကိုခေါ်သည်ဒါတော့ပတ်စံနဲ့မဟုတ်တော့ပစ္စည်းကြောင့်ဖြစ်သွားပဲပြောတာနော်ဟိုနံပါတ်7ကသူကပတ်စံနဲ့ဝယ်တာနံပါတ်73ကျတော့ပစ္စည်းဥစ္စာကြောင့်မရဖြစ်တာနော်နံပါတ်14ကျတော့သူကအထူးဆန်းတယ်သူကပတဝါသီနီဆိုတာအဝတ်ထပိန်စာတော့အဝတ်တန်စာများအတွက်မရအဖြစ်နေထိုင်သောအမျိုးသမီးတဲ့သူအဝတ်စားကိုအကြောင်းပြုပြီးတော့မရအဖြစ်ပေါင်းတဲ့ဆက်ဆံတာသူအဲ့လိုမျိုးလည်းရှိသေးတယ်နော်နံပါတ်15ကျတော့ဩဒါပတ္တကိနီဆိုတာရေခွက်၌လက်ဆောင်ချ၍ထိမ်များရသောမရကိုဩဒါပတ္တကိနီကိုခေါ်ရသည်ရှေ့အခါကရေခွက်၌နှစ်ယောက်လုံး၏လက်ကိုချစေပြီးလေရင်ဤရေခွက်၌ရေသည်မကွဲမပြားတသားတည်းတည်နေတဲ့ကဲ့သို့သင်တို့ဇနီးမောင်နှံလည်းမကွဲမပြားတည်နေကြပါစေဟုလူကြီးသူမတို့ကပြောဆိုထိမ်များပေးလေ့ရှိကြသည်ယခုကာလရိုးရာကြလေးအတိုင်းလက်ထက်၍ယူအပ်သောမရသည်လည်းဩဒါပတ္တကိနီမရမျိုးပင်ဖြစ်ပါသည်ယနေ့ခေတ်ရုံတက်လက်ထက်တာတို့ပါတော့နော်လူကြီးတွေရှေ့မှာနော်ဆုံးကျွေးပါညာလက်ခက်တာတို့အကုန်ပေါ့နော်ခရိယန်ဆိုလည်းခရိယန်ယဉ်ကျေးမှုတလေးရတယ်အဲ့တော့ဆိုလိုတာကရိုးရာတလေးလက်ထက်တာအားလုံးကိုဒီဩဒါပတ္တကိနီထဲမှာထည့်လို့ရတယ်နော်တလေးထုံးတဲ့စင်လာနဲ့လက်ထက်တဲ့အမျိုးသမီးတွေပေါ့နော်ဒါဥစဉ်တော့မရဖြစ်မဖြစ်ကိုဒါဒီ session နဲ့တိုင်းရမှာပဲเนาะဒီ session နဲ့တိုင်းရမှာမရရဖြစ်မဖြစ်ကိုနောက်မဲ့16ကတော့ဩပတ္တဆုံးပတ္တာဆိုတာချအပ်သောခေါင်းကိုရှိသောမရတဲ့เนาะဘယ်လိုလဲဆိုတော့ဥကောင်းပေါ်၌ခေါင်းကိုထားပြလျင်ထင်းစားသည်ရောင်းရွယ်အတန်မွေးရသောဆင်းရဲသူမကလေးကိုတချို့ကမရအဖြစ်အတည်ယူလိုက်သောအခါမှာထင်းစားသည်ကိုမရောင်းရတော့ပြီဖြစ်၍ခေါင်းပေါ်ကခေါင်းခုကျသွားပြီဟုဆိုလိုသည်တဲ့เนาะဆင်းရဲလုံးကကျတော့တနာပြီးတော်ကောက်လိုက်တဲ့သဘောပဲเนาะတော်ကောက်ယူလိုက်တဲ့သဘောပဲနောက်နံပါတ်7ကတော့နိုင်ငံခြားသို့စစ်တိုက်သွားရာစစ်အောင်သဖြင့်အောင်လံကိုစိုက်ထောင်၍ယူအပ်သော3ပန်းတို့တွင်မရအဖြစ်သိမ့်ပတ်အပ်သောမရတဲ့နော်စစ်3ပန်းသိမ့်ပိုက်ထားတဲ့နော်စစ်နိုင်တဲ့အခါမှာသူတို့အစိုးရနေပြီးတော့သိမ့်ပိုက်လိုက်တဲ့မရမျိုးနံပါတ်18ကမ္မကာရီပရိယာဆိုတာအစေခံမရအဖြစ်ယူထားလျင်နော်သူကအစေခံလည်းဟုတ်တယ်မရလည်းဟုတ်တယ်နော်ယနေ့ခေတ်တချို့သောအိမ်မှာခိုင်းထားသောကလေးမကိုမရအဖြစ်အတည်ယူထားခြင်းမျိုးဒီနော်သူကအစတော့အိမ်ဖော်ပဲလေအိမ်ဖော်ကနေပြီးတော့မရအဖြစ်ယူလိုက်တဲ့သဘောပဲအဲ့တော့အလုပ်သမားလားဆိုအလုပ်သမားလည်းဟုတ်တယ်မရလားဆိုမရလည်းဟုတ်တယ်ဒီလိုဖြစ်သွားတာပေါ့နော်နံပါတ်19ကတော့ဓာတိကျွန်းနော်အတူတူပဲကျွန်းမကိုမရအဖြစ်ယူထားလျင်ဓာတိပရိယာနော်ယနေ့ခေတ်၌ကျွန်းစနစ်မရှိတော့ပြီဓာတိပရိယာကိုခေါ်တော့ကျွန်းမရမျိုးမရှိနိုင်တော့ပါဘူးဒါဒီနေ့ခေတ်ကကျွန်းစနစ်လုံးဝမရှိတော့အိမ်ဖော်ဆိုတာကျွန်းမဟုတ်ဘူးနော်အလုသမားလိုပဲဘာလို့လဲဆိုရင်ကမ္မကာရခေါ်ရတယ်အလုသမားခေါ်ရတယ်ကျုံတဲ့အလုသမားမတူနော်မူဟုတ်တိကာဆိုတာနော်ယနေ့ခေတ်ပြည်လည်စာပဲခိတ္တခဏမရအဖြစ်ပေါင်းအပ်သောမရကိုမူဟုတ်တိကာကိုခေါ်သည်ယနေ့ခေတ်အခကြေးငွေပေး၍ပေါင်းဖော်အပ်သောပြည်တန်စာမျိုးကိုမူဟုတ်တိကာကိုခေါ်နိုင်သည်နော်အခကြေးငွေပေးထားသည့်အချိန်ကာလအတွင်းထိုပြည်တန်စာမကိုငွေကြေးပေးထားသောယောက်ျားပိုင်ဆိုင်သည်နော်ဒါဥစဉ်တို့ဒါမျိုးသမီးကိုဒါပတ်စံပေးလိုက်တယ်ဆိုရင်အဲ့ဒီပတ်စံပေးသူကာလတစ်ခုရှိမှာပေါ့နော်တနားဆိုတနားတနေကုန်ဆိုတနေကုန်ပေါ့တရက်ဆိုလဲတရက်ပေါ့အဲ့ဒီကာလအတွင်းဟာဒီမျိုးသမီးကိုသူပိုင်တယ်သူကကာမပိုင်ပဲအဲ့တော့ပြည်နယ်စာမှာအတဝူးအနေနဲ့အဲ့ဒီငွေပေးထားတဲ့ယောက်ျားမတပါနောက်ထပ်တဝူးကိုထပ်လက်ခံတယ်ဆိုရင်သူကာမင်းသူငယ်ထိုက်မှာပြည်နယ်စာမှာသူ့မှာလည်းကာမင်းသူဆက်တာရှိတယ်နော်ဦးဇင်းတို့ကုရုဓမ္မဆက်ဆိုတာရှိတယ်လေ၅ပါးသီလအကြောင်းဟောတာဒါအမှပြည်နယ်စာမှာ၅ပါးသီလထိန်းတယ်လေတချို့မေးတယ်အဲ့ပြည်နယ်စာမှာ၅ပါးသီလထိန်းလို့ရသလားရတာဘာမှမဆိုင်ဘူးလေထိန်းလို့ရတယ်သူအဲ့တော့သူ့ကိုပိုင်တာကဘာလို့လဲဆိုလို့ရှိရင်သူ့ငွေပေးထားတဲ့လူကသူ့ကိုပိုင်တာပဲအဲ့တော့ငွေပေးထားတဲ့လူကလည်းသူစင်နေရတိုင်းရှိမှာပဲလေအဲ့တော့ပထမလူကိုကြော်ပြီးဒုတိယလူနဲ့သူပျော်ပါတယ်ဆိုရင်သူကာမင်းသူငယ်ထိုက်ပြီပဲအဲ့လိုမျိုးအဲ့မှာဆိုရင်တရားမင်းစမ်းတတ်တာမလားနော်သူလူရောင်ဖန်ဆင်းပြီးတော့တရားမင်းကဆရန်လာပေးတာလေနောက်သူပေါ်မလာအောင်ပျောက်သွားတယ်အဲ့တော့ဒီပြည်နယ်စာမကသူကဟိုငါမတီလာထိန်းတဲ့ပုဂ္ဂိုလ်ဆိုတော့သူကာမကိုအဲ့ဒီလူကပိုင်တယ်လေငွေပေးထားတဲ့ပုဂ္ဂိုလ်ကပိုင်တယ်ဆိုတော့သူတခြားလူနဲ့ပျော်ပါလို့မရအောင်အဲ့တော့ तू တီလာပြတ်မှာဆိုလို့ဆိုပြီးတော့နောက်လူတွေ तू လက်မခံအောင်လေအဲ့ပြည်နယ်စာနောက်လူတွေလက်မခံအောင်ဒါပေမဲ့ဟိုလူကလည်းလုံးဝပေါ်မလာအောင်ဘယ်လောက်ကြာသွား3နှစ်လောက်ကြာသွားတာထင်တယ်နော်တော်တော်ကြာသွားတယ်အဲ့တော့ तू စီးပွားရေးပြတ်မှာတော့နော်သူ့မှာဒီလိုလှုပ်ရှားရတာဆိုတော့တခြားလူလည်း तू ဘယ်သူမှလည်းလက်မခံဘူးဆိုတော့သူ့မှာအဲ့ဒါနဲ့ဒီတော်တော်လေးကြာသွားပြီဖြစ်တဲ့ခါကျတော့မလာတော့ပါဘူးဆိုပြီးတော့နောက်တစ်ယောက်ကို तू လက်ခံလိုက်တယ်အဲ့ဒီခါကျမှဟိုလူကပေါ်ချလာရောအဲ့ခါကျမှငါတီလာပြတ်သွားပြီလားဆိုတော့တန်တရားဖြစ်တာလေအဲ့ဒါနဲ့ဆိုတော့ကအဲ့တော့ဒါခိတ္တမယားလို့ခေါ်တာပေါ့နော်ဒီပတ်စံပေးထားတဲ့အခိုက်အတန့်မှာသူကခိတ္တမယားပဲအဲကြောင့်ဒီပြည်နယ်စာအမျိုးသမီးကဒါသူငါးပါးသီလထိန်းလို့ရတယ်သူဒီခုနကပြောသလိုပထမပတ်စံပေးတဲ့လူဒီသူရဲ့ဒါပိုင်ဆိုင်သူပဲနောက်လူကိုသူမပြင်မနောက်လူနဲ့သူမပြောပါဘူးဆိုရင်ဒါင
ပါးသီလကာမတုမဆာသူမပြတ်ဘူးပေါ့နော်မရှိတယ်တခုတော့ရှိတယ်သူ့မှာပိုင်ရှင်၄ယောက်ျားရှိတယ်ဆိုရင်တော့အဲ့ဒီမျိုးသမီးကာမတုအဲ့ဒီပြည့်နေစာမျိုးသမီးကာမတုမဆာကန်ထိုက်ပါပဲနော်တချို့ဒါဒီအခုပြောနေတာကအပြိုအနေနဲ့ပြောနေတာနော်အပြိုဆိုတာကအိမ်ထောင်မရှိတဲ့မျိုးသမီးကိုပြောတာနော်အိမ်ထောင်မရှိတဲ့မျိုးသမီးတယောက်အနေနဲ့ပြည့်နေစာလုပ်ငန်းအောင်လှုပ်ရှားမယ်ဆိုလို့ရှိရင်ပြောတာအိမ်ထောင်ရှိတဲ့မျိုးသမီးတယောက်အနေနဲ့ကြတော့မရအောင်အဲ့တော့အိမ်ထောင်ရှိတဲ့မျိုးသမီးဒီပြည့်နေစာလုပ်လို့ရှိရင်ပျော်ပါတဲ့ယောက်ျားရောအမျိုးသမီးရောကာမတုဆန်ကထိုက်မှာပဲဘာလို့အိမ်ထောင်ရှိတယ်လေသူမှာဒါကြောင့်စလို့ဒီနေ့ခေတ်ပြည့်နေစာများကအိမ်ထောင်ရှိမရှိကိုလည်းစစ်ဖို့ခက်တော့ခက်လိမ့်မယ်ထင်တာပဲနော်အဲ့ဒါကြောင့်စလို့မပျော်ပါတာကောင်းတယ်တကယ်တော့လေဒီပြည့်နေစာကိစ္စကနော်အိမ်ထောင်ရှိမရှိသိဖို့ခက်သွားလိမ့်မယ်ဟုတ်တော့သူလိမ့်ချင်းလိမ့်နေမှာလေအိမ်ထောင်ရှိရတဲ့အိမ်ထောင်မရှိပါဘူးလို့လိမ့်နေပဲဆိုရင်လည်းသူလည်းထိုက်မှာကိုလည်းထိုက်မှာကိစ္စပဲနော်အဲကြောင့်ပြည့်နေစာကအိမ်ထောင်ရှိခဲ့တယ်ဆိုရင်ကာမတုကန်ထိုက်မှာနှုတ်လုံးထိုက်မှာဒီကိစ္စနော်အဲ့ဒါမျိုး